你把它上嘛嘞，你好过到什么冇去 A 啦？呢冇冇 A A 嘛，咯好过到什么啊？ไป上嘛上嘛嘞，再动好过嘛到什么啊？你看你多，好了，ဟုတ်တော့ဒီလမ်းသွားလိုက်ရတယ်မက်ကရုံးရမို့မကန်သွားရဲမှာဆိုမက်နဲ့သွားလိုက်တာကိုကကိုအီးပိုင်ခါပြီးတော့သွားလိုက်တာခမင်းဆိုင်ရှာတော့ဖျားပြက်နေတော့ရောက်သွားတယ်ရှာလို့လည်းမတွေ့ဘူးဆိုင်က Hi guys ဒီနေ့မှာတော့စိုင်းတောင်ခေါက်ပေါ်ကိုဒုတိယတစ်ခါသွားပြီးတော့ try ကြည့်ခဲ့ပါတယ်ပထမတစ်ခေါက်သွားစားတော့ကတော့ဆိုင်ဝန်ထမ်းချင်းရန်ဖြစ်နေရည်လည်းတွေ့ရကြဘယ်တော့မှသွားမစားတော့ဘူးလို့ဆုံးဖြတ်ထားခဲ့တာပေါ့နော်ဒါမဲ့ဒီရဲ့ပိုင်း review ကောင်းတာလေးတွေတော်တော်တွေ့လာတာကြောင့် try ကြည့်ခဲ့ပါတယ်ဒီနှစ်ခုရောထည့်ပြပါ ဈေးနှုန်းက29,500ဖြစ်ပြီးပဇွန်ရေပွဲတွေအင်းမွန်နေရှိပါတယ်ပြီးတော့ဝက်သားဆိုလည်းအခုနောက်ပိုင်းဝက်တုံးကင်အတွက်ပါထားပေးထားပါတယ်ဝက်သားအမဲသားနဲ့စက်မဲလွှာရတယ်ပေါ့နော်အေး2မျိုးနဲ့ရေခဲမုတ်ကတော့သွားတော့3မျိုးလောက်ထိရှိတယ်ပေါ့နော်နှစ်ယောက်ထဲသွားစားခဲ့တာမို့လို့မီးဖို့ကတစ်ဖို့ပဲရခဲ့ပြီးတော့ခေါက်ပေါ်ရောအကင်ရောကင်စားခြင်းနဲ့ဆိုရင်တော့3လောက်ချက်ပေးပြီးတော့နောက်ထပ်တစ်ဖို့ထပ်ပြီးတော့မှာစားလို့ရပါတယ်ဟောပေါ်ဆိုင် vibe မရပါမယ်ကိုကစားပဲစားကျင်တာဆိုရင်တော့သွားစားလို့အဆင်ပြေတဲ့ဆိုင်လေးပါအခုအစင်မပြေရတော့သွားတဲ့အချိန်မှာပဇွန်ဘန်းကြည့်ရောလဲပဇွန်ဘန်းထဲမှာပဇွန်မရှိနေဘူးရေပွဲကလည်းရေပွဲဘန်းထဲမှာမရှိနေဘူးအချိန်ရေကလည်းမရှိနေဘူးပေါ့နော်ခဏစောင့်လိုက်တဲ့အခါမှာတော့သူတို့ကပစ္စည်း refill လုပ်ပေးပြီးသွားပြီဆိုရင်တော့လာပြီးတော့အကြောင်းကြားပါတယ်ဟင်းရည်ကလည်းအရင်ကားတဲ့ဆိုင်ရင်တော်တော်လေးတောက်လို့အဆင်ပြေလာတယ် customer service ကလည်းပို့ပြီးတော့ကောင်းလာတယ်တခုလိုအပ်တာရှိနေဟာဆိုလဲသူတို့ကခဏလေးပါလူအင်အားမလောင်းငါလို့ပါဆိုပြီးတော့လာပြောတယ်ပေါ့နော်ဆိုတော့အရင်တော့ပြဿနာမရှိဘူးဒါပေမဲ့ရောက်တာနဲ့စားကျင်ပါတယ်ဆိုရဲသူတွေအတွက်ကတော့တိတ်ပြီးတော့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်စားပြီးတော့ပိုက်ဒီအေးပိုက်ဒီအေး ကတော့ ပိုက်ဒီအေးအေးလွယ်လေတန်းတော့ဘယ်လောက်ပေးမလဲကျိုင်းတော့ဟောပေါ် ကောင်းပါလေသူပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ flavor ရော Okay service ကောနေဆိုရင်9လောက်ပေးလို့ရပါတယ် 9လား 9 ဟိုက715ပဲပေးမယ် ဘာဖြစ်လို့လဲ တိတ်ပြီးတော့နည်းနည်းဘောမကျတဲ့အချက်လေးတွေရှိတယ် ဟုတ်ဘာမှမကြတော့ချစ်စားတာဒီ10ပကံလောက်ရှိတယ် အဲ့ဒါချိန်လို့လေခုကနည်းနည်းအဲ့လိုမျိုး ဒီလိုမျိုးဖူးဘလော့ကိုင်းတော့ပြက်စီရ ဟုတ်လားမဟုတ် review ပေးတာတသက် ဟုတ်တယ်အဲ့မဟုတ်တဲ့ review ပေးလို့ဒီအိမ်ပတ်တယ်နဲ့ပမာသွားစားလို့ ဟုတ် ရ တယ်တန်တာတော့တော်တော်တန်နေဟုတ်ကဲ့ သူပေးရတဲ့29,500နဲ့ဆိုရင်တော့တန်တယ်စားလို့အဆင်ပြေရဲဆိုတော့ vibe မျိုးတော့ရပါတယ်။ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုလေးတွေတင်လဲအားပေးကြပါအောင်နော်။ Bye bye